ဘူးရောက်လာဘာတော့အဲစကားပြောကွာဘူးရောက်လာဘာတော့ဗဇက်ကပြောခင်ဗျာလက်ရှင်နဲ့လုပ်ပြတယ်ကျိုးကမသိကျိုးကဒုံနဲ့ဝေးတယ်ဗဇက်ကပြောမှသိမှာခုရောက်လာတာဘယ်လိုပုဂ္ဂိုလ်ပါတော့这里道歉报我道过，ဘာလဲဆိုတာပြောမှာဟိုတိုက်တဲ့တိုက်ရမှာဟုတ်တော့မလားခုရောက်လာတာဘာတော့ဘလို့ပုဂ္ဂိုလ်တော့နေပုံထိုင်ပုံကြည့်ရရင်မန္တလေးဖြစ်တော့တယ်မန္တလေးဘယ်လိုတော့ပြောပါဦးဥပဆိုဘယ်ရတော့ဥပပဲဖြစ်ဖြစ်ဥမြပဲဖြစ်ဖြစ်ခင်ဗျာဗုဒ္ဓဘာသာမလားမဟုတ်ဘူးလားဗုဒ္ဓဘာသာမဟုတ်ဘာဒါဆိုဘာတော့ဘာတော့ဒီမင်းနေတော့ဖြေစလေးတော့ကျတော့လားဟဲ့လားစလေးကအများကြီးရှိတယ်ဗျဖကြမ်းတော့မှာလားစေးပြင်းလိုက်တာစေးပေါ်လိုက်တာစီးပြလိုက်တာဘာတော့ဘာတော့ကျင်ကြိုက်တာဘူးကျုပ်စေးလေးတိုင်ရင်ခင်ဗျာကျုံမိတာဖြေမှာလားကျုံမိတာဖြေမှာလားမသိချင်တာလဲဆိုတော့ခင်ဗျာဘာပြောချင်တာလဲတပ်ဘယ်လောက်ရှိပြီလဲခင်ဗျာတပ်ဘယ်လောက်ရှိပြီလဲနှစ်တလုံးကောင်းလားနှစ်ပတ်ကမှာအချဲခဏပြီခင်ဗျာဗဇက်ကပြောလေဗျာခင်ဗျာဗဇက်ကြီးပါလားစလေးပါကျုံမိတာဖြေတိုက်ဘေးနာဗျာမဖြေရင်ကျုပ်ကဖြေအောင်လုပ်ပါဦးငါတွေ့ဘူးတဲ့ဆရာကြီးနဲ့မလို့တော့တတိပေးတာကျုပ်ကအေးစသည်တယောက်နဲ့တယောက်မြစ်တာနဲ့ဆက်ဆံနေတဲ့အချိန်မှာကျုပ်ကိုအကျော်မတင်နဲ့ပထမဆုံးချိန်တတိပေးတာနော်ကျုပ်ကအေးစသည်မြစ်တာတရားနဲ့ဆက်ဆံနေတဲ့ရီမောမောဆက်ဆံနေတဲ့အချိန်ကမှာကျုပ်ကိုအကျော်မတင်နဲ့နော်ရွှင်ကျော်ဆရာနော်ပြောရင်ဖျောင်းမိုင်းတန်ကြောင်းစုပ်ပြတ်တတ်သွားမယ်နားလေလားခင်ဗျာဘာပညာတက်ပညာသေးလားဘာပညာတက်တာဟုတ်ပါကျုံမေးတာဖြေခင်ဗျာဘာပညာတက်တာကျုပ်တို့က